နဲ့ Facebook ထိဝင်လိုက်ပါ Facebook လုံးလိုက်စနေတည်ရတဲ့ပြီးကျွန်တော်ကိုပုံရှိကိုနှိပ်လိုက်ပါ profile ပုံရှိကိုနှိပ်လိုက်ပါနှိပ်ပြီးစနေကျွန်တော်လူတွေတွေ့နေကြလုံငန်းစဉ် dashboard profile ရှိ dashboard ကိုနှိပ်လိုက်ပါ brief နဲ့အဆုံးကိုဆွဲပြီးရေအင်္ဂလိပ်လိုဆိုရင် content monetization ဟိုပါရေဘာမှလို့ဆိုတော့ငွေဟာခေါင်းပါရနော်မဟင်းပါအခုဒီနေ့ဆွဲလိုက်ပါဒီမှာအဲဟာကျွန်တော်ပို့ရင်စကားဒီပထမဆုံးပြိမှန်ပရိုဂရမ်ပဲတော့ဟာနောက်ငွေဟာခေါင်းဆိုရယ်ဆွမ်းစော်ရေးတွေပဲဟုတ်ပါနိုင်ထိုင်ကျွန်တော်ပထမဆုံးလူတီးဆိုတာပေချမ်းထိဝင်လိုက်ပါအဲ့ဒီတနေ့သူကစကားကိုအမှန်နေပြီးကျွန်တော်ပထမဆုံးပေါ်လူတီးမှာကတဲဝန်စောဆိုပြီးသူပို့ပေးဖို့ဒါအစင်းလို့ရှင်နဲ့ဆိုင်ပါထားပါဆိုတော့ကျွန်တော်ဒီစကားချက်ဟာကျွန်တော်အခုလက်ရှိသုံးနေလူတွေသုံးနေရန် page မဟုတ်ဘဲနဲ့ profile ရှင်းပိုက်ပါ profile account ဆိုတော့ကျွန်တော်ဒီလောက်ပါဒီအကောက်ကနေပြီးကြီးကျွန်တော် KBS နေနေဒီလောက်ပါဒီချောင်းမှာဒီအဆုံးမှနေပြီးကြီးကျွန်တော်ဒီမှာ merge တူပါထားမလားအဆုံးပါ amazing နဲ့ရက်နေမှာကျွန်တော်ကနေပြီးရက်နေမှာမမလို့ဆိုကြီးဇာတ်ပို့ခလေးဆိုကြီးစရောင်းတော့ပို့ခလို့ရှောက်ထွန်းရပို့ခလို့တော့မသိရရက်ပို့ဆိုဟင်းပါဒီစားကြကျွန်တော်အထက်မှာလို့ပြီးထွက်ကျွန်တော်တမရှိဒီမှာ brain မှာရနော်နည်းနည်းရှောင်းဒီတော့ဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ခုကျွန်တော်အကောက်ဟုတ်ထုပြမယ်နော်အခုနာကြဟာကျွန်တော်ကေဟိုင်ရှင်ကကျွန်တော်ဒီမှာကျွန်တော်ဒီမှာဟာပမာခက်တာပုံစံမှာပါဒီစားက profile account ပါလူဒီနဲ့စကားပြောနေအမေတိုင်း messenger ကိုဟိုမှာ page မင်းကတည်းကမှဒီပဲ profile account လို့ခေါ်ပါတယ်ရဲ့အကောက်ဒီမှာသွားမခဲ့တာတချို့ဒီမှာဆိုရင်သွားခက်ချင်ခက်တယ်ဖို့ပြီးကြကျွန်တော်မှာဒီမှာရခိုင်ဟာတရီတောင်ရီရေရှင်းတခါရဟာရောချောင်းကိုကျွန်တော်ဝင်ပါမယ်ရော page ကိုဝင်ပါမယ်ကျွန်တော်ပေးဝင်လို့ရှင်နေကျွန်တော် Facebook page ကိုအသုံးပြုပြီးတော့မှာကျွန်တော်ဖက်ဝင်လာလိုက်ပြီးရှင်နေပုံမှန်ပေး dashboard တွေဝင်လိုက်ဝင်ပြီးရှင်နေအဆုံးကိုဆွဲပြီးကြီးကျွန်တော်ဒီမှာငွေဟာခေါင်းနေရဝင်လိုက်ဒီမှာဆိုကြီးကျွန်တော်မှာ ratio ပြောင်းလိုက် ratio အဟာပြောင်းနေဟာဒီအဟာပြောင်းနေ2အဟာ2တီကိုရှောင်းကျွန်တော်ကနေပြီးရစတီကိုကီလိုမီတာဆိုအဟာစတော့အကနေပြီးကျွန်တော် ratio ချိန်ဖို့ဘောနေဒီပါဒီဟင်းရင်မှာပါတယ်အဟာဖေသာဟာ running ပါအဟာ report ထုတ်မှဆိုပြီးဖေသာရိုက်ဘောနေမောထုတ်မှဆိုဖေသာရိုက်ရပါတခါကျွန်တော်ဘီဂီရှာဟင်းဖို့insulin index ဟင်းဖို့ insulin index ကနေပြီးလို့ဟင်းဖို့ insulin index အစားကျွန်တော်အခုကဒီ reach ဘောနေပါရောအောင်လုံးအစောကျွန်တော်ဆိုဒီ content monetization ဆိုတော့ကျွန်တော်ဒီချောင်းကတခုတည်းဖိတ်ပါအောင်လုံးအစောနေပြီးကြီးအောင်လုံးအတွက်အစောထိုးပြဖိတ်ဒီ content monetization ကဒါဖိတ်ဒီဆိုခါတခုတော့ပို့လိုက်တချောင်းပို့လို့ဆိုကြီးဟာတူဒီပွားဟာကြီးမှာကျွန်တော်စတိုရီမှာ lobby တောင်းခါဘာလို့မိုက်ဒီမှာလောက်တာဟာဖေးတယ်မအဝဲချရိုက်ရပဲရိုက်ကေတလောက်ရပါနော်ရပဲတူဟင်းဒီနေ့ခါတော့ကြရထားစားတယ်မြောက်ကြီးဆိုကစကားချပေးဖိရနော်ပေးရှိဝင်လိုက်စနေကျွန်တော်ပုံမှန်ပါပြီရပဲစကားဒီပါဒီ pro ပါရမရပဲပုံစံဒီ pro ခိုင်မှန်လားပါရပဲ pro ပါရလာပါ pro ခါကျွန်တော်ဒီမှာဒီစားပေးကျွန်တော်ကတနာက block ခါ profile page ဒီ profile မှာ form ခက်ထားဒီတို့ဒီမှာခါသွားခက်ထား page မှာသွားခက်ထား page မှာသွားခက်ထားပါနော်ဒီခါသူဒီကနေပြီးဒီဟာချက်ဟာပုံစံဒီ profile ပဲလို့သူဒီနဲ့တမက်ရှက်ပေးညာကိုကတမက်ရှက်ပေးလို့ဘာညာလားဟင်းဆိုကသူကနေပြီးအိမ်ပဲလို့ဟုတ်ပါတယ်အိမ်ပဲလို့ပြီးစနေကျွန်တော်ဒီနေရာမှာနေပြီးဒီအဆုံးနေရာမှာတဲ့ပေါ်လာစနေကျွန်တော်ဖေးထားဖို့အတွက်ရှောက်ရပါတယ်ဆိုကကျွန်တော်နှစ်ခုကြပါရနော်နှစ်ခုကြဆိုနေကျွန်တော်
ဘုံခုမရာကိုကျွန်တော်လက်ရှိ right နေအကောက်ကိုနေပြီးကြီးကျွန်တော်ဝန်ကပါဘူးဝန်လိုက်စနေကျွန်တော်တို့ပုံမှန်ပေး dashboard ဝန်လိုက်စနေအဆုံးကိုဆွေးပြီးစနေအထက်ကိုငွေခါခေါင်းဆွေနေရတဲ့လေဝန်စနေကျွန်တော်တို့ဒီမှာပေးဒီမှာတရားကြကမှထူးဆန်းပါကျွန်တော်တို့ဒီဖက်ကိုကြော်လာပြီးမှပေါင်းထွက်ရဆိုခါဒီကတော့ဟာဒီပါဖေးသားဟာနေဒုံးပါရနော်ဒီခါဆိုကအမျိုးဒီနေ့ခါသဖွင့်ရန်ဖိတ်ခိုင်ကရောဟာဒီပါလူဒီကတော့ဟာအေးပါလီဘောရှိပါရှိပွားဟာဆိုတာတခါဟာဒီကလေးမကရီမင်းဖိတ်လို့ဟာပွားရဆိုပြီးဝမ်းသာနေပါဒီကဖိဖို့မဖေးသားဟာနေလူဒီမှာဒီရစီကရောဘောနေမလို့ချင်းဘောဖေးသားပါဆိုဟုတ်တယ်မလားအဲ့ကိုပြောခဲ့တဲ့မျိုးဒီကျွန်တော်လေးတို့ကျွန်တော်ဖုမကျွန်တော်ပို့စုတောင်းထားရပို့စုမှာရဟာကမှကျွန်တော်ပေါင်းစမှာအမေကပေါင်းစမှာပါတော့ဆိုပရိုထားပြီးတခုမှလေးတော့သွားမင်းပင်းနဲ့ဒီဘေကာရကျွန်တော်မှာကျွန်တော်တန်တော်မှာတောင်းထားတိပါစီယံပေါ်လို့ဟင်းကြီးကျွန်တော်ဖေးတာရဘေပို့စုတောင်းလို့ဟင်းကြီးကျွန်တော်အောင်းပါနေပြီဒီကတော့ဟာအထက်မှာတော့စာပြီးထွက်ပါတမရှင်မပြီးနေဒီဖေးတာမာဒီပါဒီဝီထားဒီခါမျိုးလေးဆိုလေတော့ဗာကိုနဲ့ခေါင်ရင်းညီချီတီညီမရှိတီဆိုလေတော့လာမင်းငက်ပါမျိုးလေးကိုလာမင်းငက်တွေနည်းနည်းဆိုကျွန်တော်မပေါင်းသိပါလို့ရအဆုံးရှိမှနေပြီးရနေမှာဆက်တဲ့ပွားပါဆက်တဲ့ပုံပြီးမှကျွန်တော်မမလို့ဆိုလေတော့ဒီမှာရှောက်ဖို့စတီးပိုင်းသလားပဲပေါ်လာဟုတ်ပါမင်းငက်ဖေးတာလားပေါ့ကျွန်တော်ကရှောက်ပြီးမှလေကိုဗန်နီနဲ့ကိုမတက်စီရအကောဟာဒီကိုဖေးစီပြီးခါမှရမှဖေးတာပါဆိုအခုကြဟာသူevery town နေရှင်ခါကျွန်တော်ဒီမသိလူတိစုကြီးနင်းနေဘောရှိဘာညာလားကြောင်မင်းခိုင်းစပါနော်ကြောင်မင်းခိုင်းလို့တော့ထားလိုက်ပါဒီခါတကယ်လို့အမျိုးဒီနေနဲ့ဘယ် select cruiser ပါလို့တကယ်လို့မပေါင်းသီးလူတိပေါင်းလာဖို့အတွက်နှိမ့်လာရသူဖိုင်နေသူတဖြည်းဖြည်းနဲ့ကျွန်တော်ကိုနေပြီးဆောင်းပြီးဒီဆောင်းနေပြီးအိမ်ဘေးလောက်လာဖို့ဖိုက်တယ်ဒီတော့ဆိုကြီးစိတ်တိမငြိမ်ခဲ့လို့စိတ်တိမငြိမ်ပါကေလို့အတူတူပဲလို့စိတ်ငြိမ်ကြီးလေလို့ကျွန်တော်ဆိုဆဲလက်ပြီးကူးစားပါဒီဗီဒီယိုထားတာဒီလောက်ပါကျွန်တော်တို့နောက်နေ့မှာကျွန်တော်တို့ဗီဒီယိုရှင်းနေပြီးကြီးပိုင်လေးကွန်တူဆိုဖို့အမျိုးတည်နေနဲ့ဆောင်းရပါ